ဟာကိုကြီးရောင်းမှာဆိုလို့ဆိုင်ကယ်လားအိမ်လား ဆိုင်ကယ်ရောအိမ်ရောကွာ Oh my god wow နှစ်ခုလုံးရောင်းမှာနဲ့အလကားပေးမှာလားဒါဒီအိမ်ဝယ်ရင်ဒီဆိုင်ကယ်ပေးမှာ မဲဖောက်ပြီးမှာ အော်မဲဖောက်ပြီဒီအိမ်လေးကကျွန်တော်တို့ဒါ RC တစ်ထပ်တိုက်လေးဖြစ်တယ်ကျွန်တော်တို့ဒီညီအကျယ်က25ပေနောက်ကိုကိုကြီးပေ85ပေ25 85ပေကျယ်ဝန်းတဲ့ဒါမြေကွက်ပေါ်မှာတိဆောက်ထားတဲ့ RC တစ်ထပ်တိုက်လေးဖြစ်တယ်ကျွန်တော်ဒါကားနဲ့ဆိုင်ကယ်နဲ့တော့မပါဘူးခြံဝင်းနဲ့အိမ်နဲ့ရောင်းမဲ့ဈေးက ကျပ်သိန်း4200 ကျပ်သိန်း4200ညှိနှိုင်းဈေးနဲ့ရောင်းမှာတော်တော်တန်တယ်နော် တန်တယ် ဒါဒီနေရာကတကယ် VIP ကျွန်တော်ဒါရက်ကွက်ကြီး12ရဲ့ VIP နေရာလို့ပြောလို့ရတယ်ဒါလာရှိုလန်ကြောကတ် ဟုတ်တယ် လာရှိုလန်မကြီးနဲ့လည်းကြောကတ်ဖြစ်တယ်စန္နာမွန်လန်းဆိုအားလုံးသိတယ်ဒီစန္နာမွန်လန်းပေါ်မှာမေးတယ်အလဲဟာ အရှိလက် အလဲကလည်းအရှိလက်ကဲဒီအိမ်လေးကိုကျွန်တော်တို့ကရောင်းချပေးမဲ့ဈေးနှုန်းကလည်းကျပ်သိန်း4200ဆိုတော့ဒီလိုပတ်ဝန်းကျင်နဲ့ဒီလိုအနေထားမြေကွက်ကြီးပဲကွာကျွန်တော်တို့ကဒါ2500နဲ့3000ကြားကိုပေးဝယ်မှရမဲ့မြေကွက်မျိုးကိုမှကျွန်တော်တို့ဒါအိမ်အစ်စ်တစ်လုံးလဲပါမယ်အိမ်ခန်းလေးတွေလည်းဖွဲ့စည်းပုံကောင်းတယ်ဒီလိုမျိုးရေမီးအစုံလေးနဲ့အိမ်ကိုမှ4200ကိုကျွန်တော်တို့ကဒါပိုင်ရှင်နဲ့ဓာတ်ရိုက်ညှိနှိုင်းရောင်းချပေးအောင်မှလည်းဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေဒီလိုမျိုးမြို့ထဲမှာလည်းနေကျင်တဲ့မန်လေးလာရှိုးလမ်းမကြီးနဲ့လည်းနီးကျင်တဲ့ဆိုတဲ့ကျွန်တော်မိတ်ဆွေတွေဝဲကိုဝယ်ရမယ့်အိမ်လေးတစ်လုံးဖြစ်ပါတယ်ဟုတ်ကဲ့စိတ်ဝင်စားတယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့ဖုန်းနံပါတ်39 9865 9864ကိုဆက်သွယ်နိုင်တယ်လို့39 9595 2524ကိုလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ